ဒီနေ့မိဘများနဲ့ဆွေးနွေးခြင်းနဲ့ခေါင်းစဉ်ကတော့ problem and wisdom ပြဿနာနဲ့ပညာနဲ့သူဆက်နွယ်ဖို့ပြဿနာရှိလာပြီဆိုရင်ဘုန်းတော်ကwe are taken aback by problem we get surprised so we react ပြဿနာတွေ့လာပြီဆိုရင်ဘုန်းတော်ကစိတ်တုန်လှုပ်သွားတယ်စိတ်တုန်လှုပ်သွားလို့reaction တွေပေါ်လာတာ reaction တွေပေါ်လာဘယ်လိုသူ့ရဲ့ symptom တွေဘယ်လိုတော့ဆိုတခါပြဿနာနဲ့တွေ့တဲ့အခါမှာစင်ကြယ်စင်လက်ပေးခြင်းနဲ့အကျင့်တွေဒါငါမဟုတ်ဘူးအဲ့ဒါသူတို့လုပ်တာငါမဟုတ်ဘူးသူလုပ်တာဒီဟာမျိုးကတလောက်အထိမေတ္တာတရားကြီးမားတဲ့မိဘနဲ့သားသမီးကြားမှာမှာဖြစ်နိုင်တယ်မိဘကိုအပြစ်မတင်ဘူးတဲ့စိတ်အ ਨੇ ဆုံးစိတ်ထဲမှာအပြစ်မတင်ဘူးတဲ့လူကလည်းရှာတယ်အမေကလည်းဘယ်လိုဖြစ်တယ်ဖဲလည်းဘယ်လိုဖြစ်တယ်ဒါငယ်နေပြီးတော့ကြီးလာတဲ့လူတွေကြီးပဲဟုတ်တယ်မလားကိုသားသမီးပေါ်မှာစိတ်မကွက်ဘူးတဲ့မိဘတွေကလည်းပဲရှာတယ်လူတိုင်ဝမ်ထဲမှာလည်းပဲဒီလိုအရန်ကို strong ဖြစ်တဲ့ community တွေဒါမိဘတွေဓမ္မမိတ်ဆွေတွေလည်းဟုတ်တယ်စီးပွားမိတ်ဆွေတွေလည်းဟုတ်တယ်လူမှုရေးမိတ်ဆွေတွေလည်းဟုတ်တယ်သားသမီးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကျောင်းမိတ်ဆွေတွေလည်းဟုတ်တယ်အဲ့ဒီလိုမေတ္တာကြိုးတွေအထက်ချီနှောင်ထားတာတော့မှစိတ်ထဲမှာသူလှုပ်ပုံနဲ့သူတရားတစ်ခုကို project တစ်ခုကိုသူကဟိုလိုလုပ်ချင်တယ်ကိုယ်ဒီလိုလုပ်ချင်တယ် idea ချင်းမတူတာနဲ့ကိုစိတ်ထဲမှာလေတခါအတင်းပြောချင်တဲ့စိတ်ပေါ်လာအယူဆမတူတာပဲရှိသေးတယ်ဘာမှမှားရမှန်းမရှိသေးဘူးအယူဆမတူဆိုတော့ဒီနေရာသူကစာစကားနဲ့ပြောရင်တော့ကုသိုလ်အကုသိုလ်ဘာမှမဖြစ်သေးဘူးကုသိုလ်လည်းမဖြစ်သေးဘူးအကုသိုလ်လည်းမဖြစ်သေးဘူး idea တွေပဲဒီဟာဘယ်လိုလုပ်ရရင်ကောင်းမှာတော့ဆိုပြီးတော့ brainstorm လုပ်ခါစားပဲရှိသေးတယ်ဒါပေမဲ့ကိုယ့်ရဲ့ idea နဲ့မတူတဲ့အခါကျတော့ no we feel insecure စိတ်ထဲမှာ secure မဖြစ်သူများရဲ့ idea ကိုအများအားလိုက်ရတဲ့အခါကျတော့ကိုယ်မှာ role လားကိုယ့်ရဲ့ role က significant မဖြစ်တော့ဘူးလားဆိုဒီလိုစိတ်တွေ subconscious mind ထဲမှာသူဝင်လာတယ်ဒါကြောင့်စိတ်ခေါ်တယ်ဒီကြောင့်စိတ်ပဲအဓိကဘုံပါဠိလည်းရုပ်ပြမယ်ဒါတော့ညောဆိုဘုရားရဲ့တရားတော်နေရာတိုင်းမှာဒီတော်များမှာညောဆိုဘုရား repeat လုပ်ထားတာရှိတယ်ဘဟုဝေတရဏယန္တိပပတနိဝနာနိသလူတွေဟာကိုယ်ကိုယ်လိုက်ရှာကြတယ်ရှေးတုန်းကဆိုရင်animism ခေါ်တာပေါ့ဗုဒ္ဓတရားတော်ပေါ်ခင်တော့ဆိုတောင်ကိုရှ िख ိုးလိုက်တစ်ပင်ကိုရှ िख ိုးလိုက်မီးကိုရှ िख ိုးလိုက်ပင်လယ်ကိုရှ िख ိုးလိုက်အိန္ဒိယနိုင်ငံမှာမီးကိုရှ िख ိုးတာအခုတည်းအရန်အားကောင်းနေတော့ရှိတယ်အရေးကြီးတဲ့ဟာဆိုရင်တို့ကအဂိဆိုပြီးတော့နာမည်ပေးတဲ့ပါဠိ Sanskrit တော့အဂနိခေါ်တာပေါ့အဂနိဆိုတော့ fire သူတို့တီထွင်လိုက်တဲ့ဒုံးပြန်လေသူတို့ရဲ့ဒုံးပြန်ကိုအဂနိဆိုပြီးတော့နာမည်ပေးလိုက်တယ် fire အဲ့ဒါသူတို့ရဲ့ဖန်ဆင်းရှင်ဘုရားသခင်လို့နာယူဆထားယုံကြည်ထားဆိုလိုတာကအဲ့ဒီလိုတွေ့ရမြင်ရလိုက်ပြီးတော့ကိုးကွယ်ကြတာဘာကြောင့်လဲဆိုမနုဿဘယတိစိတာဘယတိစိတာဆိုတာက because of fear okay we try to take solace in anything we face တခါကြတော့ဥပမာရှေးတော့အဲ့လို
အပြင်ကကိုးကွယ်မှုအခုလိုက်ပဲဘုံဘုံတော့ကိုးကွယ်မှုတချို့ဘာကိုးကွယ်မှုတွေလိုက်ရှာတော့ဆိုအားကိုးရပေါ့အတိုင်းဝိုင်းများတဲ့လူတိများတယ်ဆိုရင်စိတ်ထဲမှာ comfortable ဖြစ်တယ်လူတိနဲတယ်ဆိုရင်စိတ်ထဲမှာအားငယ်ကိုအသိရှိတဲ့နေရာဆိုရင်ကိုအားရှိတယ်အဲ့ဒါကြောင့်မလို့အမေတွေကိုပြောတာမဟုတ်ပါဘူးလူတိုင်းပါဖုံးမပါဝင်လူအများကြီးနဲ့ selfie ရိုက်လိုက်ရတယ်ဆိုရင်ဒီခါစိတ်ထဲမှာဘာဖြစ်သွားစိတ်ထဲမှာနှွေးထွေးသွားတယ်လေ selfie ရိုက်တဲ့နေရာမှာကိုကသူတို့နဲ့မတိဘူးဒါပေမဲ့တိပေမဲ့ကိုကိုမခေါ်ဘူးဆိုရင်စိတ်ထဲမှာဘယ်လိုဖြစ်တော့ you feel so left out စိတ်ထဲမှာအားငယ်သွားဒါစိတ်ရဲ့ကိုးကွယ်တခုပဲအဲ့ဒါမြတ်စွာဘုရားကအတိုင်းဝိုင်းဆိုတာလိုအပ်တယ် socializing skill တွေလိုအပ်တယ်တငယ်ချင်းကောင်းတွေလိုအပ်တယ်မင်္ဂလာတော့ဆိုအဲ့ဒီအနေစားပြီးတော့သင်ပေးတယ်ကြီးပွားတိုးတက်ဖို့တဲ့ဒီလို connection တွေလိုအပ်တယ်အဲ့ဒါမျိုးတွေအဲ့တော့ဒီနေ့အဓိကပြောချင်တာတော့လူအတိုင်းဝိုင်းထဲမှာဒီလိုနေစဉ်ပြောဆိုဆက်ဆံတဲ့နေရာကိုမျောလင့်တဲ့အတိုင်းအမြဲတမ်းမဖြစ်နိုင်ဘူးဆိုတာဒါလေးကိုဟာကိုရဲ့ expectation ကို manage လုပ်နိုင်ပေါ့အလုပ်တစ်ခုကို manage လုပ်တယ်အိမ်ထောင်တစ်ခုကို manage လုပ်တယ်ကိုရဲ့သားသမီးတွေကိုပြန်ပြီးတော့ manage လုပ်တာတော့ you're not going to get your way all the time အမြဲတမ်းကိုယ့်ရဲ့ idea အတိုင်းကိုယ့်ရဲ့ကလေးဟာကိုယ်နားလဲမှနားလဲနားမလဲဘူးဆိုအမေကဘာဖြစ်သွားတနည်းဘန်ကောက် international school တရားစခန်းထဲမှာအမေအဒီသူတို့ရဲ့သားကို New York မှာထင်တယ်secondary school ရစားပြီးတော့ထားတာလည်းအရန်စားတော့အခုပွဲရပြီးတော့ပြန်လာတဲ့ခါကျတော့မိဘတွေရဲ့အယူဆသူနားမလဲယဉ်ကျေးမှုအယူဆဘာသာအယူဆသူနားမလဲနောက်ပြီးတော့ဒီမှာ way of life ဆိုဘယ်လို socializing လုပ်ကြလဲဆိုတာတချို့ဟာတွေသူ့အနေနဲ့သူမလုပ်ဘူးသူ့ဘဝမှာသူဟိုမှာကြီးခဲ့တယ်ဆိုတော့အဲ့ဒါနဲ့အမေကတခုခုလှုပ်ဖို့ပြောရင်တင်ပေးခြင်းနဲ့ဆိုရင်သူအမြဲတမ်းမေးခွန်းမေးတယ် why do I have to do this ဘာဖြစ်လို့ဒီဟာလုပ်အဲ့လိုမေးတိုင်းအမေကလည်းဒေါသထွက်တယ်တခါမေးရင်ရှင်းပြနေတယ်နှစ်ခါမေးရင်ရှင်းပြနေမေးမှများတဲ့ခါကျတော့မေးပါများBBC ဥပေတန်လို့မေးပါများစကားမရဘူးမေးပါများဒေါသပဲရတယ်မေးပါများဒေါသအဲ့ဒါနဲ့ဘုံရောက်သွားတဲ့ခါကျတော့အမေကလာပြီးတော့ complain လုပ်တယ်တားကဘလို့ဖြစ်လဲညာဖြစ်တယ်တမီးကတော့ America မသွားဘူးဘန်ကောက်မှာပဲ international ဆိုသွားတဲ့ခါကျတော့အမေနဲ့ရင်းနှီးတယ်ပေါ့အမေနဲ့ရင်းနှီးတယ်နောက်ဒီနေ့ဆိုရင်လည်းပဲတကစာပဲကောင်းအောင်တော့နိုင်ကြမှာဟိုနေဆေးချောင်းတော့မတက်ဘူးပေါ့ဘန်ကောက်မှာပဲတက်အမေကခုံယူဘုံမြင်တာကအမေကကလေးနှစ်ယောက်ပဲရှိတယ်အဲ့ကလေးနှစ်ယောက်ကြားထဲမှာမှုတ်ဆင်းဖြစ်ဆရာသမားကတပည့်တွေကိုဘယ်လိုစီမံခန့်ခွဲမယ်ဘယ်လိုတင်မယ်ဆိုတော့ तू က 100% ကြိုတင်ပြီးတော့ညှော်လင့်ထားတဲ့အတိုင်းဖြစ်မလားမိဘကလည်းပဲသားသမီးတွေကိုဘယ်လိုတင်ပေးမယ်ဘယ်လိုလုပ်ပေးမယ်ဘယ်လမ်းကြောင်းတိုင်းခေါ်သွားမယ်ဘယ်နေရာခိုင်နှုန်းဖြစ်မယ်ဆိုတာအရန်ကိုကြိုးစားတဲ့မိဘတွေတောင်မှသူကအမခံချက်မရှိဒီလိုပြောရတာအားငယ်စေခြင်းလို့မဟုတ်
စိတ်ပြည့်စေခြင်းလို့မဟုတ်ဒီလိုပြောတဲ့အခါမှာဒီအဲ့ဒီလိုဆက်ဆံရေးdifficult conversation တွေကိုသားသမီးနဲ့လောက်ရတဲ့အခါမှာ you are at a crossroad လမ်းဆုံးလမ်းခွာရောက်ဘယ်ဘက်ကိုသွားအောင်လို့တစ်ဖက်ကဒေါသဘက်သွားနိုင်တယ်တစ်ဖက်ကတော့မေတ္တာပို့ပြီးတော့ကြီးမားတဲ့ဘက်ကိုသွားနိုင်ပြဿနာရှိတယ် you are at a crossroad ဒါပြောခြင်းအပြင်ဘုံဘုံဟာမိဘတွေအနေနဲ့ anger management အရေးကြီးတယ်လို့ပထမတစ်ချက်ပြောခြင်းကလေးကပြောတယ်ဟာသားသမီးတွေပြောတယ်ဟာမှားတာမှန်တာအပတာနော်ကလေးကမှားလို့ကိုစိတ်ဆိုးတယ်ဆိုရင်စိတ်ဆိုးတာအကျင့်ပါပါအကျင့်ပါပါဘုံဘုံမြေတိုင်းပြောနေကြ psychology တွေက metaphor လေးဥပမာလေးဝင်ဘလူအနက်နဲ့အဖြူလူတိုင်းစိတ်ထဲမှာရှိတယ်ကိုကဒေါသဖြစ်တဲ့အချိန်မှာကိုသားသမီးတို့မှာအဲ့ဒီအချိန်လေးမှာပေါ့အဲ့ဒီအခိုက်အတန့်လေးမှာသူတို့ရဲ့ negative အကြောင်းတွေပဲကိုကတွေးမိဒါလည်းမလုပ်ဘူးဒါလည်းနားမထောင်ဘူးဒါလည်းမရှိဘူးဆိုအဲ့ဒီ negative ဖြစ်တဲ့ဟာတွေ negative quality တွေအကုန်လုံးတက်လာအဲ့ဒီအချိန်အဲ့လိုလုပ်ရင်အမေကတဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတယ်ကိုယ့်ရဲ့ဝင်ဘလူအနက်ကိုအစာကျွေးနေတာဝင်ဘလူအဖြူကိုအစာမကျွေးအနက်ကိုအစာကျွေးနေအော်နောက်ပိုင်းဆိုင်ရာဆိုရင်ဒီမှာ professor neurology ရှိတယ် recommended ရှိတယ်အဲ့ဒီအချိန်မှာဆို cortisol hormone ကိုပဲထုတ်လုပ်နေတာအော်နောက် stress producing hormone အဲ့ hormone မထုတ်လို့ဒါကြောင့်ကိုယ့်ဟာကိုယ်အချိန်ပေးပြီးတော့အမေတွေနဲ့ကိုယ့်ကိုယ်အချိန်ပေးပြီးတော့စိတ်တည်ငြိမ်အောင်လုပ်တဲ့အချိန်လေးဒီနေ့ကို9မိနစ်4မိနစ်5မိနစ်အဲ့လိုလုပ်ရင်ကိုresults ကောင်းကောင်းရတယ်ဆိုပြီးတော့ဒီဖုန်းရှိမှရှိတဲ့ဒီစာအုပ်တွေပေါ့စာအုပ်တွေဒါ science ဘန်ဆိုင်ရာ science နဲ့ပဲ Buddhism နဲ့ဒီကြောင်သူတွေနဲ့လောက်ထားတဲ့စာအုပ်တွေကြီးပြီဒါရီပြောတယ်9မိနစ်လို့ရင်တော့မှာကိုယ့်ရဲ့ mood swing ကို control လုပ်နိုင်တယ်သူတို့အသုံးပြုတဲ့စကားတော့ self regulation ခေါ်တယ် you can regulate your emotion ကိုစိတ်တိုင်းမကြလို့ကိုသားသမီးကိုကဒေါသနဲ့ပြောတယ်ဆိုရင်ကိုဒေါသအားကိုပြီးတော့ကိုလိုချင်ရအောင်ပြောတာ you're justifying your anger so next time if your children get angry at you they are copying they're copying အဲ့လိုပဲသူတို့ကြီးသွားတဲ့ခါကျသူတို့မိဘဖြစ်သွားရင်သူတို့အဲ့လိုလုပ်ပြီးတော့သူတို့သားသမီးကိုဒေါသနဲ့ဒေါသကိုအားကိုပြီးတော့သူတို့လိုချင်ဒေါသဖြစ်ပြီးတော့ကိုယ်ကလေးကိုပြောတဲ့အခါမှာကိုယ်ကလေးကနားထောင်ရင်ဒေါသကအသုံးဝင်နေဆိုပြီးတော့ you take some delight in that အဲ့ဒီမှာတာရတယ်ဒေါသကမှာတာဒါပေမဲ့ဒေါသက logic မရှိဘူးခုနေတော့ကိုယ်စိတ်ကို control လုပ်နေတဲ့အချိန်ဆိုတော့နည်းနည်းလေးစိတ်ဆိုးပြတဲ့ခါကျတော့admin မှာလေအုပ်ချုပ်ရေးမှာလေရုံးမှာဖြစ်ဝန်ကြီးဌာနမှာပဲဖြစ်ကျောင်းမှာပဲဖြစ်အိမ်မှာပဲဖြစ်နည်းနည်းလေးစိတ်ဆိုးပြတယ်ဆိုရင်အဲ့ဒီလူကြီးဟာသူလိုချင်သူရတယ်သူလိုချင်သူရတယ်ဘုံဘုံလို့ဆိုနေကြည့်လို့ပဲကျောင်းမှာကြီးလာတာကိုယ့်ရဲ့ဆရာတော်တွေကိုယ့်ရဲ့စာချတွေကနည်းနည်းစိတ်ဆိုးတယ်ဆိုရင်we don't dare crossing his path
သူလမ်းခုမဖြတ်ရဘူးဒါပေမဲ့အဲ့ဒီဟာတွေကိုအားလုံးဒီခါကျတော့အဲ့ပုံစံမျိုးလောက်တာဗုဒ္ဓရဲ့အဆုံးအမအတိုင်းဖြစ်လာဆိုဗုဒ္ဓရဲ့အဆုံးအမကမဟုတ်ဘူးသမ္မာသင်္ကပ္ပသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပထဲမှာလေသူ emotion management ကိုပြောတယ်သမ္မာသင်္ကပ္ပ emotion management ကိုပြောတယ်အဲ့ဒီထဲမှာပါဠိလိုပြောရင်အပြပါဒသင်္ကပ္ပဆိုတာကဒေါသမပါပဲနဲ့မေတ္တာအခြေခံတာပြောတာပြဿနာတစ်ခုတွေးလာပြီဆိုရင်တစ်ဖက်ကဒေါသဘက်ကိုသွားတယ်တစ်ဖက်ကမေတ္တာဘက်ကိုသွားတယ်ရွေးချယ်စရာနှစ်ခုရှိတယ် you are presented with two choices every time you are being challenged every time you face a challenging situation အဲ့တော့ challenging ဖြစ်တဲ့ဟာနဲ့တွေ့တယ်ဥပမာအခု promotion မှာပန်းအိုးလာပြီးတော့ချထားတယ်ဆိုပါတော့ပန်းအိုးလာပြီးတော့ချထားအဲ့ဒါကိုကလေးတွေကမေးရင်ဒီပန်းအိုးဘာလို့ဒီမှာချထားတာလူတိုင်းကဒီဟာကိုလက်ခံရမယ်ဒီဟာကိုနားလည်ရမယ်လို့ဆိုပြီးတော့ကိုယ့်ရဲ့ subconscious expectation ရှိတဲ့အမေကချက်ချင်းစိတ်ဆိုးမှာပဲအရင်တစ်ခေါက်ဒီမှာတွေ့တော့ဘုံကပြောပြတယ်အဖွားကဆွမ်းတော့တင်တယ်မြေက international ကူသွားတဲ့မြေကဖွားဗုဒ္ဓမြတ်စွာဘုရားကကိုယ့်အကိုလှုပ်ယူရမယ်လို့ပြောတယ်ဖွားနေ့တိုင်းဆုံးခတ်ပြီးတော့လူရတောင်းနေတယ်အဖွားချက်ချင်းစိတ်ဆိုးချက်ချင်းစိတ်ဆိုးအဖွားရဲ့ရည်ရွယ်ချက်မြေကနားမလဲမြေကသိချင်တဲ့ဟာကိုလည်းအဖွားကမရှင်းပြချင် discussion culture မရှိဘူးကာလေနဓမ္မတာကိစ္စဆိုတဲ့မင်္ဂလာတုတ်ထဲမှာမိသားစုအနေနဲ့ကြီးပွားခြင်းရင်တိုင်းပြည်အနေနဲ့ကြီးပွားခြင်းရင်ပါတီအနေနဲ့ကြီးပွားခြင်းရင်ကုမ္ပဏီနဲ့ကြီးပွားခြင်းဓမ္မတာကိစ္စဆို dialogue တို့ consultation process တို့အဲ့ဒါမျိုးတွေ feedback process တို့အဲ့ဒါမျိုးတွေရှိရကာလေနဓမ္မတာကိစ္စကာလေနဓမ္မတာကိစ္စမရောက်ခင်မှာကာလေနဓမ္မတဝနာတယောက်ကိုတယောက် listening လုပ်တယ်နော် listening လို့ mindful listening ဆိုတာတစ်ဖက်ကဘာပြောချင်တာပါလေကိုကဒေါသဖြစ်နေတဲ့အချိန်မှာဟိုကပြောရမပြီးသေးဘူးကိုယ့်ရဲ့ point ကိုကလည်းအရင်အတင်းကို force လုပ်ချင်တယ်လေသူပြောတဲ့ဟာသူ့ရဲ့ reasoning ကိုမှနားထောင်ဖို့အတွက်အချိန်မရဒါကြောင့်ဒေါသဖြစ်တဲ့ဆိုရင်ကာလေနဓမ္မတဝနာ listening ability လည်းပဲ damage ဖြစ်တယ်ကာလေနဓမ္မတာကိစ္စ discussion capacity လည်းပဲ damage ဖြစ်တယ်အဲ့ဒီ damage ဖြစ်တယ်မင်္ဂလာတုတ်ထဲမှာပါတယ်ဒါကြောင့်နဲ့တရားထိုင်တဲ့အခါမှာ exercise လုပ်ရဘုံမှာ anger management လုပ်ချင်တပတ်ကိုတစ်ကြိမ်စိတ်ဆိုးတဲ့အမေတွေနှစ်ပတ်မှတစ်ကြိမ်စိတ်ဆိုးရင်ဒါ50ခန်းတော့တိုးတက်တာပဲတလားမှတစ်ခါစိတ်ဆိုးရင်အများကြီးတိုးတက်သွားစိတ်တော့ဆိုးတယ်အပြောဖြစ်မလာဘူးအဲ့စိတ်ဆိုးတာကစိတ်ထဲမှာပဲနေဆိုအများကြီးတက်သွားမကြည်နဲ့တဲ့စကားလုံး negative ဖြစ်တဲ့စကားလုံးတွေခေါင်းထဲမှာတော့သူကဖြတ်သန်းနေတော့ရှိသေးတယ်ဒါပေမဲ့စကားလုံးဖြစ်မလာဘူးဆိုရင် you're not causing any hurt နစိတ်တန်ရာဖြစ်အောင်ဘာလို့ကိုကမိဘအနေနဲ့ဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာဒီဒေါသဖြစ်ရင်စိတ်တော့မကြည်နိုင်ရင်ဆုံးမတဲ့နေနဲ့ကိုပြောလိုက်တာ
နောက်ရှေးက justification ဒီလေအိုလှလှလေးဖြစ်အောင်ဆိုရင်အဲ့အိုးကိုရိုက်တယ်ဒါဗုဒ္ဓရဲ့အဆိုမဟုတ်ဘူးလောကနိတိရဲ့အဆိုလောကနိတိရဲ့ပကံခေတ်မှာကြီးပကံခေတ်မှာကြီးကလေးတွေကိုရိုက်တဲ့နဲ့မရိုက်တဲ့မို့အဲ့ဒီ debate တွေလုပ်တဲ့အခါမှာတခါဘုံတို့ကပင့်ပြီးတော့အဲ့ဒါတွေပြောခိုင်းတယ်ပြောခိုင်းတဲ့အခါကျတော့ရိုက်တဲ့မိဘကဘုံတို့ရဲ့ဆရာသမားရိုက်ခိုင်းတယ်ပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာရိုက်ခိုင်းတဲ့အခါမှာဘုံတို့ကစိတ်တိုင်နေဖြစ်တယ်စိတ်တိုင်နေဖြစ်အဲ့စိတ်တိုင်ကိုအဲ့ဆရာသမားကပြန်ပြီးတော့ကုပေးတာလည်းရှိတယ်ကုပေးဖို့ကုစားပေးဖို့အတွက်အခွင့်အလမ်းမသိနိုင်လည်းရှိတယ်မိဘနဲ့သားသမီးကြားတယ်မှာလည်းဒီတိုင်းအဲ့ဒီလိုစိတ်တိုင်ရနည်းနည်းလေးဟိုဖြစ်သွားပြီဆိုရင်အမေကဘသူ့ကိုချစ်တယ်မောင်နှမတွေမှာ sibling rivalry ဆိုတာဖြစ်လာဒါတော့ဘယ်နည်းမဆိုသူကဖြစ်တယ်ဖြစ်တဲ့ဟာကိုကိုကပို့ပြီးတော့ဆိုးအောင်လုပ်လိုက်တယ်အမေကဘသူ့ကိုဘယ်တယောက်ကိုပို့ချစ်တယ်ဆိုတော့အမြင်မျိုးအဲ့ဒါမျိုးဖြစ်ရင်ကလေးတွေမှာသူတို့ trauma ဝင်တတ်တယ်ဒါကြောင့်ဒုက္ခနဲ့တွေ့တိုင်းဗုဒ္ဓမြတ်စွာဘုရားကသင်ပေးတဲ့နည်းတစ်ခုကတော့ကိုယ့်ရဲ့အတွေးတွေ logic တွေသုံးပြီးတော့ဒီပြဿနာကိုဖြေရှင်းတာဒါကတနည်းတဲ့ဒီနည်းလည်းရှိအကုန်လုံး educated ဆိုတော့အကြောင်းနဲ့အကျိုးနဲ့ခေါင်းက New York မှာငယ်ငယ်သွားထားတဲ့အားလေးကိုအခုသူကအကြောင်းပြီးတော့ဘန်ကောက်ပြန်အမေနဲ့စကားပြောခါမှာသူကစာရီအများကြီးဖတ်ထားတော့လေ fact တွေအများကြီးသိတယ်အမေကပြောတယ်တပည့်တော်သူနဲ့တခါမှညင်းလို့မရဘူးမညင်းနိုင်ဘူးဘာမှလည်းလောက်ခိုင်းလို့မရဘူးအမေကလှုပ်ချင်တဲ့ဟာဆိုတော့ auto rejection အမေကသူ့ကို force လုပ်တယ်အဲ့ဒီ negative emotion ရှိရတဲ့အကြောင်းမို့လို့သူ့ကိုယ်သူစင်ကြယ်စင်လက်ပေးဖို့တော့သူကအချက်လက်တွေ fact တွေအများကြီးရတာအများကြီးသိတာအမေပြောတဲ့ဟာဘာကြောင့်မလုပ်သင့်ဘူးမလုပ်နိုင်ဘူးဆိုတော့သူက110 reason တွေရှိတယ်အဲ့တော့အမေကနယူးယောက်ပို့လိုက်တာတော့မှတပြီးတော့မှားလားမသိဘူးဆိုအဲ့ဒီလိုဖြစ်ရင်ကိုယ့်ရဲ့ role ကိုရောကိုယ့်ရဲ့သားသမီးဆက်ဆံရေးကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာစိတ်မချမ်းမသာဖြစ်နေဒုက္ခဖြစ်နေမဒီဒုက္ခဖြစ်တဲ့ဟာကိုကြည့်တဲ့အခါဒါနိုင်ချောင်းပို့လို့မဟုတ်ဘူးနိုင်ချောင်းမပို့လို့လည်းပဲဒီလိုမိဘနဲ့သားသမီးစကားများတာမရှိဘူးလားရှိတာပဲကိုသားသမီးကိုပြောချင်တဲ့အခါမှာတချို့ဟာတွေမပြောရက်ဘူးမပြောရက်တော့ဘယ်မှာသွားပြောတကယ်ချင်းတွေသွားပြောတာအမေတကယ်ချင်းတွေနဲ့သွားပြောတာအဲ့ဒါ gossip တမျိုးပြောတာကလေးတွေကြောင့်လည်းပဲမိဘတွေနဲ့မပြောချင်ဘူးသူတို့ဘယ်မှာသွားသူတို့တကယ်ချင်းတော့ပြောပြန်ဘသူ gossip လုပ်တာတော့ daddy mommy gossip တော့လို့ဒီဟာကဘာဦးကြရစားပြီးတော့ဟိုးကဘာပြက်တည်ကြီးရှိမယ်ထုံးစံကိုကမိဘဖြစ်နေတဲ့ခါကျတော့ဒီဒုက္ခကိုကြိုးတင်ပြီးတော့လက်ခံထားတယ်မိဘတိုင်းက perfect parent ဖြစ်အောင်ကြိုးစားကြတာကိုယ့်ရဲ့သားသမီးကိုလည်းပဲ perfect ဖြစ်အောင်ဒီလိုကိုကပြုစုပြောထောင်တယ်ဒါပေမဲ့ဒီလိုအခက်ခဲတွေကိုကမျောလင့်ထားမှာပေါ့မျောလင့်ထားတချို့အားကြတော့တို့ကအရွယ်လိုက်
နော်အရွယ်ပြောင်းလာလို့ဟော်မုန်းတွေပြောင်းလာလို့အတိုင်းဝဲတွေပြောင်းလာလို့သူတို့တွေးတဲ့ဟာသူတို့မနစ်ကတွေးတဲ့ဟာသူတို့ဒီနေ့မမှတ်မိပါဘူးမနစ်တော့ခါတဲ့အဖေမေနဲ့အရန်စကားများသူတို့လိုချင်တဲ့ဟာမရရအောင်အတင်းတောင်းဆိုဒီနေ့ကျတော့အဲ့ဒီတောင်းဆိုတဲ့ဟာအရေးမပါတော့သူတို့ဒါတွေကတော့ passage of life ပဲလေဘဝရဲ့ဖြတ်တန်းရတဲ့ခီးလေးဖြတ်တန်းတဲ့ခီးလေးဒါဖြင့်ဘာလိုအပ်တာတုံးဆိုတော့ negative emotion habit မကြံရဖို့လိုအပ်တယ်အလိုမကြတိုင်းအလိုမကြတဲ့ negative habit negative emotional habit မကြံရဖို့ဒီဟာလေးလိုအပ်တယ်ဒီ habit ကသူစွဲသွားရင်တော့ကိုပြန်ပြီးတော့undo လုပ်ရတယ် undo လုပ်ရတယ်တော့လေးကိုပြန်လုပ်ရတယ်မိကအဖွားကိုမေးတဲ့နေရာပဲဖြစ်ဖြစ်နယူးယောက်ကနေပြန်လာတဲ့သားကအမေလှုပ်စီခြင်းနဲ့ဟာကိုနားမလဲလို့စိတ်ဝင်စားဖို့မပါချင်ဘူးမလှုပ်ချင် participate မလှုပ်ချင်ဘူးအဲ့ဒါမျိုးပဲဖြစ်ဖြစ်အဲ့ဒီလို tension ရှိရင်အဲ့ tension ကိုဒုက္ခအဲ့ဒီ tension ထဲမှာ wisdom ဆိုတဲ့ပညာအများကြီးရှိတယ်ရှာတတ်မရှာတတ်ရင်တော့ तू ကဒေါသပဲကိုရောက်သွားကြည်တိုင်းတော့အဲ့ဒီမှာပညာတွေအများကြီးပါတယ်အသိပညာတွေအများကြီးပါတယ် wisdom တွေအများကြီးပါတယ်ဒါကြောင့်ကိုယ့်ရဲ့သားသမီးဘုမခုပြောမယ့်စကားကPresident Bush ရဲ့စကားကိုယူပြောတယ်သူ့မှာသမီးနှစ်ယောက်ရှိတာဒီ Junior Bush ကသူဖြစ်ပြီးတော့ Tony Blair ဖြစ်တယ် Tony Blair သားကြီးကသားကြီးကိုဘလိတ်ကစကားပြောတယ်အရက်မူပြီးတော့ကားမောင်းတာဘာမှမသိဘူးအဲ့တဲ့ဝန်ကြီးချုပ်ရဲ့သားဆိုတော့ television တွေလည်း journalist တွေလည်းစိုးရင်စားပြီးမေးကြပြောကြတယ်မေးလေကလေးပေါ်မှာ pressure ပိုများလေမိဘပေါ်မှာပိုများလေအဲ့ဒီအချိန်မှာသမဏ Bush ပြောတဲ့စကားပါတော့ဆိုတော့ you have to love your children enough to allow them to make some mistake သူပြောတယ်ဘုမနားမလဲစောစောပိုင်းပြန်စမ်းကြည့်ခါဆိုတော့ mistake လူတိုင်းလုပ်တယ်ပေါ့အမေကဒါလေးအကူညီလိုချင်တယ်ဒါလေးခေါ်တယ်သမီးကစိတ်ဝင်စားအောင်ဒါစိတ်ဝင်စားအောင်မလိုက်ချင်ဒါလေးတည်းအစဖြစ်နိုင်တယ်။အဲ့ဒါဖြစ်နိုင်တယ်။အဲကြောင့်သူတို့ကိုလိုချင်တဲ့အတိုင်းကိုယ့်ရဲ့ idea ကိုမလိုက်နာဘူး။တဘောမတူရောက်တဲ့တရားတဘောမတူတဲ့အချိန်မိဘနဲ့သားသမီးတဘောချင်းမတိုက်ဆိုင်တဲ့အချိန်တောင်မှမေတ္တာတရားမပြတ်ဘူး George Bush ကပြောတာYou have to love them enough to allow them to make mistake မိဘနဲ့တခါပြန်ပြီးတော့စကားများတယ်ဆိုရင်မိဘတွေအများစုဘာပြောတော့ပြန်မပြောနဲ့ငရဲကြီးပဲလို့ပြောတယ်အဲ့ဒါကိုကလေးတွေအကုန်လုံးလာမေးတယ်အဲ့ကြောင့်ဘုံမောကကလေးတွေတရားပွဲမှာအမေတွေကိုမဝင်ခိုင်းအမေတွေမလာရဘူးဘာလို့ကလေးတွေသူတို့လွတ်လပ်ပြောဘုံနဲ့ what does it mean ငရဲကြီးတွေဘာပြောငရဲကြီးအမှန်ကတော့ကလေးတွေခုပြန်ပြောရင်လေကလေးတွေကိုပြန်ပြောတဲ့အခါမှာကလေးက anger ပြဿနာရှိသလား anger problem ရှိသလားရှိတယ်ဆိုရင်သူ့ရဲ့ anger ပြဿနာဒေါသပြဿနာကိုဘယ်လိုဖြေရှင်းရအောင်ကောင်းမှာတော့ဒီနည်းကိုရှာအခုနည်းကတော့အများကြီးပဲနည်းတွေအများကြီးဘုံမလို့ခေတ်မှာအများကြီးဗုဒ္ဓတရားတော်ကိုအသုံးပြုပြီးတော့သူတွေနဲ့လှုပ်ထားတဲ့ဟာမထားမျိုးဆိုရင်
Science reveals how meditation changes your mind, brain, and body. ဒါ alpha လေဒီဟုတ်နောက်ကတိပ္ပံပညာနဲ့ဗုဒ္ဓတရားတော်နဲ့ပူးပေါင်းပြီးတော့လုပ်တယ်အဲကြောင့်ကိုယ့်ရဲ့သားသမီးကကိုယ့်ကိုပြန်ပြီးတော့ပြောရဆိုရင်မပြောနဲ့ shut up အဲ့ပုံစံမျိုးပြောရင်ကိုယ့်နဲ့တို့ရဲ့ရွေးကိုယ့်နဲ့တို့ရဲ့ဆက်ဆံရေး communication channel ပိတ်သွားလိမ့်မယ်ဒါလေးတော့သတိထားစေချင်တယ်ငရဲကြီးတယ်ဆိုပြီးတော့ကိုမိပါကိုဒီလိုပဲပြောခဲ့တယ်ကိုကလည်းကိုသားသမီးဒီလိုပဲပြန်ပြောတာတစ်ချိန်ကျရင်ကိုကလေးတွေတို့မိဘဖြစ်လာတဲ့ခါမှာတို့ကလေးတွေလည်းဒီလိုပြန်ပြောလိမ့်မယ်တင်ငရဲကြီးဆိုတော့ဘယ်လိုကြီးတာတော့ဘယ်လောက်ထိကြီးတာတော့မိဘကိုနည်းနည်းမှပြန်ပြီးတော့ဆွေးနွေးလို့မရအောင်လားဒီဖြစ်ပါကလေးကသူကအခုမှကြီးတုံးရှိသေးတယ်လေကြီးလာတော့ရှိသေးတယ်ဘဝအကြောင်းကိုလေးလာတော့လေးသင်အားလုံးရှိသေးတယ်ဒီအချိန်မှာဒီကလေးသူ့မှာလည်းပဲ insecure feeling တွေရှိတယ်အကြောင်းမှာဆိုရင်ပြိုင်ကြဆိုင်ကြတယ်ဘသူက score ပိုကောင်းတယ်ဘသူကဘယ်လိုဖြစ်တယ်အားစားမှာဘသူကဘယ်လိုကောင်းတယ်အဲ့ဒါမျိုးအနိုင်ရှင်ခံရတာသူတို့ဘဝကအရန်ကိုတနာစရာကောင်းတနေ့ကလေးနှစ်သမီးလေးတွေ့တဲ့ခါကျတော့အဖိုးဖွားတွေရောမိဘတွေရောဒါချောင်းပို့နေပေါ့နောက် homework ရှိတယ်လေးနှစ်သမီးလေး homework ရှိအဲ့ဒီလိုသူများကသူ့ကိုလာပြိုင်တာတွေသူ့ဆရာသမားကသူ့ကိုတခြားအကြောင်းသူတွေနဲ့သွားပြီးတော့ပြိုင်ဆိုင်မဲ့ဟာတွေသူ့ကိုယူပြီးတော့သူ့နေထားယူပြီးတော့တခြားကလေးနဲ့သွားပြိုင်စားတယ်ဒီကလေးအများကြီးခံရအောင်သူ university ပြီးသည် social pressure ခေါ်တော့ social pressure သူအများကြီးခံရအောင်အများကြီးခံရဒါကြောင့်အဲ့လိုဖြစ်တဲ့အခါမှာကိုကမိဘလည်းပဲကိုကလေးတွေအဲ့လိုစိတ်ထဲမှာ pressure ရှိဆိုတာအကုန်လုံးသိနေပါရဲ့နဲ့စိတ်ဆိုးတဲ့ခါမှာကျတော့အဲ့ဒါတော့မသိတော့စိတ်ဆိုးတဲ့ခါမှာငါတို့ကတလောက်ထိမိဘတလောက်ထိစူးစမ်းပြီးတော့ဟုတ်တယ်မလားအကြောင်းကောင်းထားပေးတာဟုတ်တယ်မလားတချို့ဆိုဘယ်လိုပြောမှာတော့ငါတို့ဟိုတော့မှဒီလိုအခွင့်လမ်းမျိုးမရခဲ့ဘူးနည်းနည်းကိုဒီလိုဈေးကြီးဟိုတော့ဒီလိုထားပေးတယ်မနေ့အေးအားထားဒီတဲ့စားအောင်ပဲဘာမှလုပ်စရာမလိုငါတို့အကုန်လုပ်ပေးတယ်ဆိုလိုတာကဒုက္ခငါတို့ဒုက္ခနင်တော့ဘာမှဒုက္ခမရှိဘူးကလေးဒုက္ခမရှိဘူးအဲ့လိုဖြစ်တဲ့ခါကျတော့ကလေးတွေကစိတ်ထဲမှာဘယ်လိုဖြစ်သွားတော့ငါတို့မှာရှိတဲ့ stress တွေငါတို့မှာရှိတဲ့ pressure တွေမမီတဲ့တွေကနားမလဲဘုံမအမြဲတမ်းပြောနေတဲ့ကလေးလေးတရားကိုကနေကလေးလေးတရားမန်းလေးရမနေ့ပိုင်းဆိုရင်စောရထားပြီးတရုတ်ကျောင်းပို့တယ်ပြီးရင်အင်္ဂလိပ်ကျောင်းသွားတယ်ညနေပိုင်းကျတော့မြန်မာစာတတ်အောင်မြန်မာကျောင်းသုံးကျောင်းသွားတယ်အဲ့အမေကလည်းအကုန်လုံးလိုက်လို့ပြီးတယ်တူရီတော့သားကားထဲမှာပဲ change လုပ်တာဟိုအဝတ်စားလဲစားစရာတောက်စရာဆွဲတဲ့ခါတယ်မထက်စရာပေါ့အကုန်လုံးလုပ်ပြီးတယ်အဲ့လောက်လုပ်ပြီးခါဆိုအမေကလည်းပဲဒါ appreciate လုပ်တာကိုကြားချင်တယ်ဒါဒီမှာအမေကတလောက်လုပ်ပြီးတာဒါအရန်ကံကောင်းတယ်အဲ့လိုပြောတာဘယ်တော့မှပြောရခါကျတော့ဒါလည်းကောင်းတဲ့ဝင်တယ်နောက်ပိုင်းကလေးကလည်းကြောင်းမှာသူ stress နဲ့သူရှိတာလေအချိန်မီသူ deadline နဲ့သူကနေသူလော်တာ deadline stress များတဲ့ခါကျတော့အမေပြောတာသူက positive မဖြစ်တော့ negative ပြဒီနေ့ကျသူကပြန်ပြောတာသူကကံမကောင်းပေါ့နော်တတန်းဝင်တတန်းထွက်တကြောင်းပြီးဒီနေ့ကိုတောင်းကြောင်းသွားတော့အမေကကြောင်းလေးမသွားရဘူးပိုက်ဆံလည်းအများကြီးရှိတယ်ကြောင်းလေးမသွားပိုက်ဆံလည်းအများကြီးရှိတယ်ဆိုသူကအမေကမှအ
အမေကတော့ဒုက္ခမရှိဘူးသူကမှဒုက္ခရှိတယ်ဘုံမဆိုလိုတာကအဲ့ဒီမှာသူကသူ့အမေဒုက္ခသူ relate လုပ်လို့မရဘူးသူ့အမေကလည်းပဲသူ့ရဲ့ဒုက္ခကို relate လုပ်လို့မရဘူး relation ဆိုတာကပါနဲ့မိဘနဲ့ဒါသားမိတော်ဆိုတာက blood relation နဲ့မလုံလောက်သွေးတော်ဆောင်နဲ့မလုံလောက် emotional relation နဲ့ရှိအမေကဒီလိုကြိုးစားတယ်ဒီလိုပင်ပန်းတယ်ဒါလည်းဒီလိုပင်ပန်းတယ်အဲ့ဒီလိုသူတို့စကားပြောတဲ့အခါမှာတယောက်ရဲ့ဒုက္ခကိုတယောက်ကအတိမပြုရင် common ground ရှိသွားတယ်အဲ့ဒါကြောင့်တိပယ်ဆိုင်ပွားဆိုတာတိပယ်ဆိုင်ပွားတိစားလေးပါလေတိဆိုတာဘာတိတာတော့ဒုက္ခကိုတိတာဒုက္ခကိုတိတာနဲ့ wisdom ဖြစ်တာပဲဒါမဲ့ဘုံဘုံတို့ကဖြစ်တတ်တာကကို stress များတဲ့အခါမှာကိုဒုက္ခကိုပဲတိတယ်သူဒုက္ခကိုမသိဘူးဒါအမေနဲ့တာကြားထဲမှာတော့မှဒီလိုဖြစ်နေဆိုတခြားလူဆိုပြောနေတယ်လို့အဲ့ဒါကို personalize လုပ်တယ်လို့ခေါ်တယ်အဲ့ဒီအမြင်ကိုပဲအတ္တအမြင်လို့ခေါ်တယ်ဟိုက selfish ဖြစ်တယ်ဆိုတာကကောင်းတဲ့အရာတွေနဲ့ selfish ဖြစ်တာမဟုတ်ဘူးဒုက္ခနဲ့လည်း selfish ဖြစ်တာငါမှဒုက္ခဖြစ်တယ်သူကဒုက္ခမဖြစ်ဘူးဒုက္ခမရှိဘူးဆိုတော့အဲ့လိုကွက်ပြီးတော့မြင်တာလေကွက်ပြီးတော့မြင်တာဒါကြောင့်ဒုက္ခတွေ့တိုင်းကရုဏာစိတ်နဲ့ embrace လုပ်ပါကရုဏာနဲ့ပွေပိုက်ဖက်ပါပွေပိုက်ပါအဲ့လိုကရုဏာနဲ့ကြည့်တဲ့အခါမှာအကောင်းဆုံးမွေပါဆိုလိုတာက logic မသုံးပါဠိစကားလုံးနဲ့တစ်လုံးကြာဘူးနာမှရှိအောင်အတက်ကဝစရောတဲ့အတက်ကတက်ကဆိုတာကတက်ကပေးတာအရှိမမှာအတက်ကဝစရောစိတ်ကို develop လုပ်တဲ့နေရာမှာသူကတချို့နေရာသူက it goes beyond logic အတက်ကဝစရောဆိုတဲ့ဒေါသဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့ intellectual capacity တွေကိုယ့်ရဲ့ IQ အကြီးတွေးတွေအသုံးပြုပြီးတော့ဘလောက်ပဲတွေး emotion က negative ဖြစ်နေတဲ့ခါကျတော့ negative ဘက်ကိုပဲတွေးတယ်အပြစ်ပုံမြင်အောင်ပဲကိုကြည့်အဲ့ဒီ emotion subside ဖြစ်သွားပြီးကြာသွားပြီဆိုရင် emotion ပြန်ပြီးတော့ကောင်းတဲ့ခါမှာခဏနေတော့မနေ့ကပြောခဲ့တဲ့ဒီ negative စကားလုံးတွေအဲ့ဒါတွေအသေးပဲမရှိတော့တစ်ခါကိုယ့်ကိုပြန်နှောက်ထားရအခုကျတော့အကောင်းတွေပဲမြင်တော့တယ်ကိုယ်ကလေးတို့အကောင်းတွေမြင်တယ်ဒါကြောင့်တရားထိုင်နေဆိုတော့သူကတွေးတဲ့အခါရှိတယ်မတွေးပဲနဲ့ဒီ observation non judgmental mindfulness အကောင်းဆုံးမူဝေဖန်တဲ့တတိနဲ့ကြည့်ပြီးတော့ဒီဒုက္ခကိုခံစားလိုက်တာဒေါသဖြစ်တဲ့ဆိုအဲ့ဒေါသလေးကိုခံစားလိုက်10မိနစ်လောက်ခံစားလိုက်2မိနစ်လောက်ဒီဒေါသလေးနဲ့နေလိုက် you just feel that pain the pain of anger you just feel that without judging without judging good or bad you just feel that anger အဲ့လိုလုပ်တယ်ဆိုရင်အဲ့ဒီဒေါသရဲ့ဒုက္ခလက္ခဏာကိုမြင်လာတယ်ဒေါသကိုဒုက္ခလို့မြင်လာအလိုမပြည့်တာကိုဒုက္ခလို့မြင်လာအလိုမပြည့်တာကိုကအလိုမပြည့်တာပဲဖြစ်ဖြစ်ကိုသားသမီးတွေသူတို့အလိုမပြည့်တာပဲဖြစ်ဖြစ်နေရာစလုံးကဒုက္ခပဲတရားကျင့်မထားဘူးဆိုရင်ကိုအလိုမပြည့်တဲ့ခါကျတော့ကိုကဒုက္ခလို့ထင်တယ်ကိုကလေးအလိုမပြည့်တဲ့ခါကျတော့ကိုဒုက္ခလို့ပဲမြင်အထူးသဖြင့်ကိုရဲ့အယူဆကိုဆန့်ကျင်တဲ့အချိန်မှာသူဒုက္ခကိုကိုမမြင်ဘူးဒါကြောင့်မြတ်စွာဘုရားကဒုက္ခမြင်ဖို့တည်းအရေးကြီးပါတယ်
တရိပ်ကြည့်ပါတယ်ဒုက္ခကိုမြင်တဲ့ခါကျမှ wisdom ပေါ်တယ်ဒုက္ခမရှိရင် wisdom မရှိနိုင်ဆိုလိုတာကမိဘတွေပြတ်တလားမကြောက်ဘူး problem free family မရှိဘူး argument free family မရှိဘူးအဲ့ဒါစကားမများဘူးတဲ့မိသားစုမရှိဘူးစိတ်မဆိုးဘူးတဲ့မိသားစုမရှိဘူးတယောက်နဲ့တယောက် frustrated ဖြစ်ပြီးတော့အပြစ်မတင်ဘူးတဲ့မိသားစုမရှိဘူးအဲ့ဒါမျိုးဖြစ်တဲ့ဆိုရင်ဘာမှအားငယ်စရာမရှိဘူး you are very normal you are so normal အရင် normal ဖြစ်တယ်အခုကရုဏာတရားထိုင်မယ်ထိုင်တဲ့နည်းလေးကိုမိသားစု family environment ပုံစံမျိုးနဲ့ထိုင်အောင်ပုံမို့ဒီနေ့ဒါလေးအထူးပြောပြတယ်တနာတဲ့စိတ်လေးမူနေတာပါပထမဆုံးကိုသားသမီးပုံမှာပါစက်ကနေမထွက်ဘူးစိတ်ထဲမှာစနောက်စနင်းဖြစ်တယ်မကျင်တတ်တယ်နော်စိတ်ထဲမှာ negative ဖြစ်သွားတယ်အဲ့ဒါလေးကိုပြန်တွေးပြီးတော့ကိုကရုဏာဖြစ်ပါဝင်ဘလူအနက်ကသူထွက်လာပြီးတော့သူဥဆောင်ချင်နေတာသူခေါင်းထောက်ချင်နေတာကရုဏာနဲ့ပြန်ကြည့်တဲ့အခါကျတော့ကရုဏာကဝင်ဘလူအဖြူပါဝင်ဘလူအဖြူကိုပဲအစားကျွေးလိုက်တယ် you're feeding the white wolf ဒီဝင်ဘလူနဲ့ကောင်ပဲအကောင်ကိုအစားကျွေးတယ်ဆိုတဲ့ပုံမှာမူတည်တယ်ကျွေးတဲ့အကောင်အစာများများစားပုံမှန်စားတဲ့အကောင်ကသူအားကောင်းသွားတာယောနိသောမနတိကာရခေါ်ဒါလေးကိုအစာကျွေးပြီးသူတို့နဲ့ဒီလိုကိုယ်စိတ်ထဲမှာတည်းရှိရမဟုတ်ဘဲနဲ့တခါပြောမိဆိုမိဒေါသနဲ့ပြောမိဆိုမိရှိတဲ့အခါမှာကိုပြောတာကမှန်တာတော့မှဒေါသအတန်ပါသွားတယ်ဆိုရင်အဲ့ဒေါသကိုပြန်ကြည့်လိုက်ဒေါသကကိုယ့်ရဲ့နှလုံးသားနဲ့ကိုယ့်ရဲ့အုံနောက်ထဲနော်ကိုယ့်ရဲ့စိတ်ထဲမှာသူဖြတ်တန်းသွားတယ်လာပြီးတော့စိုးမိုးခြင်းတယ်ဝင်ပြီးလို့အနက်ကတစ်ချက်တစ်ခေါင်းထောင်လာတယ်အဲ့ဒါကိုကြည့်ပြီးတော့ငါစကားနားမထောင်မှစိုးလို့ကြောက်နားမထောင်မှကြောက်လို့ဆိုကြောက်စိတ်ဝင်ကြောက်စိတ်မိဘလည်းကြောက်စိတ်ဝင်ကြောက်စိတ်ဝင်အဲ့ဒီကြောက်စိတ်လေးကိုကြည့်ပြီးတော့ကိုကရုဏာပွားပါဗုဒ္ဓမြတ်စွာဘုရားနောက်ယဟန္တာမထေရမြတ်တွေပဲဒီကြောက်စိတ်မရှိတော့တာအနာဂတ်ဆိုရင်မရှိသလားဇာနာတော့ရှိသောတာပန်တော့မရှိသေးတယ်ဒီကြောက်စိတ်ဖြစ်တိုင်းဘုံဘုံတော့ဘာဖြစ်တော့စိတ်ဒုက္ခဖြစ်တယ်လေဒါကြောင့်ဒုက္ခစိတ်ဒုက္ခရှိတဲ့မိမိကိုပြန်ပြီးတော့အပြစ်တင်မဲ့အစားဘာလို့အောင်ဆိုတော့ကရုဏာပွားပါ compassion ဖြစ်ပါတခါကျတော့ကိုယ့်ရဲ့သားသမီးကိုပဲလမ်းကြောင်းတဲပေးရမှာတော့ဆိုတာအရန်ကို stress များတဲ့ချိန်နဲ့ရှိတယ်ကိုလိုချင်တဲ့ဟာနဲ့သူတို့ဖြစ်စေနေတယ်ဘယ်လိုလုပ်ရင်ကောင်းမှာတော့ဒါမျိုးတွေဒါတွေလည်းရှိတယ်အဲ့ဒီလိုမသေးမချမေးရဖြစ်နေတဲ့ချိန်မျိုးမှာဆိုရင်လည်းအကောင်းဆုံးဝေဖန်တာထက်ဒါမိဘရဲ့ is part of your experience မိဘရဲ့အတွေ့အကြုံတစ်မျိုးပဲဒီ stress ကမိဘရဲ့အတွေ့အကြုံတစ်မျိုးပဲမသေးချမေးရမှုမိဘရဲ့အတွေ့အကြုံတစ်မျိုးမရှောင်မလွဲနိုင်တဲ့ဒီအတွေ့အကြုံအဲ့ဒါလေးကိုကြည့်ပြီးတော့ကိုပြန်ပြီးတော့ကရုဏာပွားမာတာယထာနိယံပုဒ္ဒံမာယုတဧကဗုဒ္ဓံမနုရခေမိဘရဲ့ကရုဏာမိဘရဲ့ compassion ကအမြင့်ဆုံးပဲတဲ့မြတ်စွာဘုရားကိုယ်တော်တိုင်စံနမူနာထားတယ်တလောက်အထိအမြင့်မားဆုံးမိဘရဲ့မေတ္တာတော်မှာဒေါသဖြစ်တဲ့ခါရှိတယ် frustrated ဖြစ်တဲ့ခါရှိတယ်အဲ့ဒါမျိုးတွေရှိတယ်ဒါပေမဲ့ကောင်းတာတော့ဘာကောင်းတာဆိုမိဘက
တော်တာယုံသူကလက်မလျှော်တော်အောင်လက်မလျှော်မဖြစ်အောင်လုပ်ပေးတယ်ဒီနည်းမဟုတ်ဟိုနည်းမဟုတ်အဲ့လုပ်ပေးတယ်အဲ့ဒါကြောင့်မို့လို့လည်းပဲမိဘရဲ့မေတ္တာကိုစံနမူနာဖြစ်ထားအဲ့တော့ပထမဆုံးမိမိရဲ့ဒေါသတို့မတိကြမရတဲ့အတွေ့အကြုံတို့စိုးရိမ်နေစိတ်တို့အဲ့ဒါတွေတစ်ခုစီပြန်တွေးပြီးတော့ကိုကရုဏာပွားပါဒီလိုကရုဏာပွားတယ်ဆိုရင်ဒီလိုနောက်ထပ်မတိကြမရတဲ့အနေထားတွေနဲ့တွေ့တဲ့အခါမှာကိုယ်က resilient ပို့ကောင်းတယ်ခံနိုင်ပို့ကောင်းတယ်တောင်းတာရောဒေါသမဖြစ်တော့နှစ်ကြိမ်ဒေါသဖြစ်မှာတစ်ကြိမ်တော့ပဲဖြစ်မယ်ဒေါသဖြစ်ပြီးတော့ပြောမိဆိုမိဖြစ်မယ်ဒေါသပဲဖြစ်ပြီးတော့မပြောမဆိုမိဒါတွေက anger management အရေးကြီးတခါကြတော့ကိုကအကြောင်းစိတ်တွေများပြီးတော့ကလေးတွေသူတို့ရဲ့အမြင်ပြောဆိုခိုင်းမှာကိုကကြောက်နေတယ်ဆရာသမားတွေလည်းကြောက်နေတယ်သူတို့တိုက်နေတပြည့်တွေသူတို့ရဲ့အမြင်မပြောပြစေချင်ပြောလိုက်ရင်ကိုယ်အမြင်နဲ့မတူမှကြောက်မိဘလည်းဒီတိုင်းပဲတားသမီးတွေသူတို့မှာဘယ်လိုအတွေးမြင်နေရှိတော့အဲ့ဒီအတွေးမြင်တွေကိုဖွင့်ပေးတာမျိုးပြောပြခိုင်းတာမျိုးဆွေးထိုင်ပြီးတော့ဆွေးနွေးတာမျိုးအဲ့ဒါမျိုးတွေတချို့နေရာမှာမလုပ်ကြဘူးဘာဖြစ်လို့မိဘကြောက်စိတ်ရှိတယ်ကြောက်စိတ်ရှိအဲ့လိုကြောက်စိတ်ရှိတယ်မိသားသမီးတွေနဲ့အကျိတ်ဒီသူတို့ရဲ့ idea တွေလုံးချင်ကိုင်နေတဲ့စိတ်အဲ့ဒါတွေကိုဆွေးနွေးရမှာစိတ်ထဲမှာ tension ဖြစ်နေတဲ့ဆိုရင်တင်းမာနေတယ်ဆိုရင်အဲ့ဒီတင်းမာမှုလေးကိုအကောင်းဆုံးမွေဖန်မယ်ဘယ်သူကမှားတယ်မှန်တယ်မပြောဘဲအဲ့ tension လေးကို embrace လုပ်ပြီးတော့ကရုဏာပွားပါ embrace လို့ကရုဏာပွားပါမိမိကိုနောက်တစ်ခုကတော့ကိုကအမေဆိုရင်အဖေဒေါသဖြစ်တယ်ဆိုရင်သူဒေါသကိုကြည့်ပြီးတော့သူဒေါသသူကရုဏာပွားပါအဖေလို့တဲ့ပုဂ္ဂိုလ်လည်းပဲအမေကအဲ့လိုတခါemotional ဖြစ်ပြီးတော့self regulation အားနည်းသွားတဲ့အချိန်တွေရှိမယ်အဲ့ဒါမျိုးဆိုရင်အချင်းချင်းအဲ့ဒါတွေမျက်စိတွေမှာပြန်မြင်အောင်ကြည့်ပြီးတော့ကရုဏာပွားပါနံပါတ်1ကမိမိကိုနံပါတ်2ကကိုယ့်ရဲ့ spouse ပေါ့နော်ကိုယ့်ရဲ့ကျင်ရနံပါတ်3ကတော့ကိုယ့်ရဲ့သားသမီးသူတို့လိုချင်တဲ့အတိုင်းမရတဲ့အချိန်သူတို့စိတ်ညစ်တဲ့အချိန်အဲ့ဒါမျိုးတွေမျက်စိမှာပြန်မြောင်ကြည့်ပြီးတော့သူတို့ရဲ့ just feel their pain just share their pain သူတို့စိတ်ဒုက္ခကိုမျှပြီးတော့ခံစားပြီးကရုဏာပွားပါဒါတော့မိဘတွေပို့ပြီးတော့စွမ်းနိုင်တဲ့တရားပဲစွမ်းနိုင်တဲ့ကမ္မထမ်းပဲအဲ့ဒီကလုပ်ပြီးပြီဒါကိုမိသားစုတွေမိမိကိုယ့်ရဲ့ spouse နောက်ပြင်ကိုသားသမီးအပြင်ကိုယ့်ရဲ့တငယ်ချင်းမိသားစုအခြေအနေတူတဲ့မိသားစုသူတို့မှလည်းသူတို့သားသမီးကိုဘယ်လိုပဲဒီလိုups and down တွေရှိတယ်အဲ့ဒါသူတို့ကိုကြည့်ပြီးတော့ကရုဏာပွားဖို့ပြီးရင်သူတို့သားသမီးကိုကြည့်ပြီးတော့အဲ့ဒါကရုဏာပွားဖို့6မိနစ်ပြည့်ပါပြီမေခွန်းဒီရှိလားမေခွန်းဒီမေးနေတယ်မေးချင်မေးလို့ရပြန်ခေါ်တယ်အန်တီဟာတော့step တခုမွန်ကြော်သွားတယ်သတိပဋ္ဌာန်နဲ့စိတ်ငြိမ်အောင်လုပ်တဲ့ဟာလေးအဲ့ဒီဟာမလုပ်ဘူးအချိန်ကြီးကနေလို့အဲ့တော့မလုပ်ဘဲနဲ့ဒီဟာ compassion ချက်ချင်းသွားလုပ်တယ်ဆိုတော့တချို့ဟာတွေပြန်ပြီးတော့ခံနိုင်လို့မရဒါလည်းတစ်ချက်ပါတယ်အမေဟာတခုဖြစ်နိုင်တာတော့ပြန်ပြီးတော့
အတိတ်က scenario ကိုပြန်ပြီးတော့တွေးကြည့်တယ်တွေးကြည့်ပြီမဲ့အရင်က emotion မျိုးမရှိတော့ဘူးဆိုတော့ healing ဖြစ်သွားပြီလို့လည်းဆိုတယ် healing ဖြစ်တဲ့အဲ့ဒီဟာဒီမရှိတော့ဘူးပေါ့ဒီဟာလုတ်တဲ့အကျိုးတစ်ခုကတော့အဲ့လိုအနေထားမျိုးဆိုရင်ဒေါသနဲ့တုံ့ပြန်တတ်တယ်ဆိုတဲ့အသီးလေးတစ်ခုညှို့လင့်ထားတာပေါ့ညှို့လင့်ထားတာမိသားစုအနေနဲ့က is very easy for you to take it for granted expectation တွေအများများတာသမီတွေလည်းမိဘပေါ်မှာအရန်ကို expect လုပ်တယ်မိဘတွေလည်းတာသမီပေါ်မှာ expect လုပ်တယ်အဲ့ဒီ expectation တွေဟိုပုံမှန်လို့ထင်နေတာပေါ့ပုံမှန်လို့ထင်နေတာ expectation ရှိတဲ့နေရာတိုင်းမှာ disappointment ကတော့ဖြစ်နေဒါလေးကိုကြိုပြီးတော့ကိုသတိထားကိုသတိပေးထားတယ်ဆိုရင်ဒေါသနဲ့ react လုပ်မဲ့အနေထားမျိုးတွေရောပါဒီတိုင်းဖြစ်ချင်မှလည်းဖြစ်မယ်ဖြစ်နေဖြစ်နိုင်တယ်အဲ့လိုပြောထွက်တဲ့အနေထားမျိုးကိုပြန်ကြည့်ခိုင်းတာပဲပြန်ပြီးတော့ visualize လုပ်ခိုင်းတယ် visualization technique ကိုသုံးတယ်အဲ့လိုပြောပြီးတော့တချို့နေရာမှာအဲ့ဒီemotion တွေပြန်ပြီးတော့ရတာလည်းရှိတယ်မရတာလည်းရှိအဲ့တော့ပြန်ကြည့်တဲ့အခါမှာတချို့ကတော့နောင်တရပြီးတော့အကောင်ဆိုးဝေဖန်တယ်သတိပဋ္ဌာန်သင်ပေးတာတော့အကောင်ဆိုးဝေဖန်ဖို့ don't blame yourself if you blame yourself it's very easy for you to also blame someoneဒီချိန်ကျတော့ကိုယ့်အပြစ်တင်တယ်ကိုယ့်အပြစ်တင်နေများတဲ့ခါကျတော့နောက်ပြီးကြတော့ survival instinct ဝင်လာရင်ကိုယ့်ကိုပြန်ကာကွယ်တဲ့နေသူများအပြစ်တင်ဒါကသူများအပြစ်တင်တယ်မဟုတ်ကိုယ့်အပြစ်တင်ဒီနှစ်ခုပဲရွေးစရာရှိအဲ့တော့ကိုသားသမီးတွေကိုသားသမီးတွေကမလိမ္မာဘူးဘယ်လိုဖြစ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုအပြစ်တင်မဲ့အစားဗုဒ္ဓအမြင်ကတော့ဒုက္ခဆိုတဲ့စကားလုံးတစ်ခုထိုင်နေအကောင်လုံးတိမ်ချုံတာအဲ့ဒီချိန်မှာနားမလဲလို့အမေပြောတာမလိုက်နာချင်တဲ့ကလေးလည်းအဲ့ချိန်မှာသူစိတ်မှာသူဒုက္ခဖြစ်နေ he's not happy she's not happy အဲ့ချိန်မှာ happy မဖြစ်မိဘပြောတာကိုသူကပြန်ပြီးတော့ reject လုပ်တယ်ပြန်ပြီးတော့going against လုပ်တယ်အဲ့ချိန်မှာအဲ့ကလေးကသူ့စိတ်ပြောချင်နေတာမဟုတ်ပါဘူးသူ့ရဲ့ role ကိုသူ establish လုပ်ချင်တာဘာဖြစ်လို့ဆိုသူ့မှာလည်း fear ရှိတယ်လေသူခုကြည်လာပြီမမီနဲ့ဒဒီကသူ့ကိုတူတူတန်တန်မဆက်ဆံသေးဘူးသူ့ကိုကလေးလိုပဲဆက်ဆံသေးတယ်ဆိုအဲ့မှာလည်းသူကကြောက်စိတ်ဝင်တယ်ကလေးအဲ့ကြောက်စိတ်ကဒေါသဖြစ်ပြီးတော့ပေါက်ကွဲနေတာအဲ့ကြောင့်အဲ့ဒါသူ့ရဲ့ဒုက္ခကိုခံစားပေးဖို့ဒုက္ခခံစားရတဲ့နေရာမှာဒီကရုဏာနဲ့မုဒိတာ balance ဖြစ်အောင်လုပ်မထားရင်တော့အလိုလိုက်တဲ့မိဘတစ်ခါတည်းအသက်ကအကုန်အလိုလိုက်တင်းဖို့လိုတဲ့ခါကျတော့လုံးဝတင်းပြီးတော့ပြတ်သွားတာအဲ့ဒါမျိုးကို balance ရှာတာ middle ground ရှာတာခက်တာ middle ground ဘယ်မှာတော့ဆိုတာဖို့လည်းမပြောပြတယ်အဓိကတော့ဒီ emotional resilience ရှိဖို့ပဲအဲ့ဒီဟာရှိရင်တော့ middle ground ရှာနိုင်တယ်လို့ယူဆတယ် middle ground ဆိုတာဗုဒ္ဓတရားတော်အနေနဲ့ကတော့ဒုက္ခနဲ့အောင်ရှော့ပေးနိုင်လုပ်ပေးနိုင်တဲ့လမ်းကိုအဲ့ဒါမြစ္စည်းမပရိပဒါခေါ်တာပဲမြစ္စည်းမပရိပဒါကဟိုပလန်ဒီပလန်ဒီနှစ်ခုကြားတဲ့လမ်းဟိုမြစ္စည်းမပရိပဒါလို့ကိုယ် healing ဖြစ်အောင်မကောက်ကိုယ်ကလေးတွေစိတ်ထဲမှာဖြစ်တဲ့ဒေါသလည်းပဲကိုယ်ကဝိုင်းပြီးတော့ healing လုပ်ပြရမှာဒါမျိုးတွေဖြစ်တာခိစ္စမရှိဘူးဖြစ်တတ်တယ်
ဆိုပြီးတော့လေဒီစာအုပ်လေးကတော့ဒါတို့ငယ်တဲ့ကလေးပေါ့နော်တို့ငယ်တဲ့ကလေးပေါ့အဲ့လိုကလေးတွေတို့ရဲ့ trauma ကို healing ဖြစ်အောင်ဝိုင်းလုပ်ပေးတယ်နန်းကြီးတွေကိုလည်းပဲသိအောင်ဒီထဲမှာသင်ပေးတယ်ကျောင်းဆရာမရောအမေရောနောက်တစ်ခုကကိုသားသမီးရဲ့ positive point တွေကို acknowledge လုပ်ဖို့လိုတယ် acknowledge လုပ်တဲ့နေရာမှာတကယ်ချင်းနေနဲ့ချင်းတွေ့တဲ့အခါမှာI want to choose my word very carefully ပီတိအရင်ဖြစ်လွန်ပြီးတော့ချင်းပြောတာမျိုးကျိုးသမီးကဘာရတဲ့သားကဘာအောင်ဘယ်လိုတော်တယ်အဲ့လိုပြောတာမျိုးအဲ့တော့ဒါတော့ရှိမှာပေါ့မိဘရဲ့ပီတိသားသမီး3ယောက်ကဘုံဘုံစီ complain လုပ်တယ်အဲဆိုသူတို့အဖေအားတဲ့လူတွေနဲ့တွေ့တိုင်းကျွန်တော်ရဲ့သားသမီး3ယောက်စလုံးဆရာဝန်ဖြစ်တယ်ဆိုပြီးတော့အမြဲတမ်းပြောတယ်တဲ့အဖေအဲ့ဒါပြောဖို့မလိုပါဘူးကျွန်တော်တို့ကတလောက်ခု consultant ဖြစ်နေပြီပေါ့နော်ခုရှက်တာဘုံမောပြောတယ်သားသမီးဒီခွင့်ရလောက်တော့ထားရှိရမှာပေါ့တို့မှယင်းနှမြုပ်နှံထားတာဒီ emotional investment အကုန်လုံးသားသမီးတို့ဘုံမှာပြောပြတယ်မင်းတို့မိဘဖြစ်လာတယ်မင်းတို့ဒီတိုင်းပဲဖြစ်မှာဒီတိုင်းပဲဖြစ်မှာအဲ့ဒါမိဘတွေကိုသွားပြီးအဲ့လိုပြောတာကိုအဲ့လိုပြောတဲ့အချိန်မှာသူတို့စိတ်ထဲမှာဒုက္ခမဖြစ်ဘူးအဲ့ဒါလေးကိုကြည့်ပြီးတော့ကိုယ်ကလည်းပေးရနေပြီးတော့နားလည်းပေးဒါမှအရေးကြီးတာတခုကလေကိုယ်သားသမီးနဲ့တယောက်ချင်းထိုင်ပြီးတော့သူတို့ရဲ့ positive ဖြစ်တဲ့ဟာကို acknowledge လုပ်ဖို့ဒါအရေးကြီးတယ်လူရှိသူရှိကြမှာမဟုတ်လူရှိသူရှိကြမှာဒါဩဃာတဆိုပြဒီဩဃာတဆိုပြဆိုဒီမှာရှိုးထုတ်သူတို့ပြန်ဟုတ်တယ်မလားအချင်းချင်းဒီ quality time မိသားစုတို့ရှိတဲ့အချိန်မှာကလေးက9 တန်းရောက်တယ်ဆိုရင်သမီးဒီမှာကြည့်တန်းတုံးသမီးကဘာလုပ်ခဲ့တယ်ဘယ်နေရာမှာဘာတွေကောင်းလုပ်ခဲ့တယ်ဘာအချင်းမရှိခဲ့တခါအဲ့လိုအချိန်လေးတွေယူပြီးတော့နောက်တန်းတုံးဘာတွေကောင်းလုပ်ခဲ့တယ်ဘယ်လို achievement တွေရခဲ့တယ်အဲ့လိုမျိုးပြောရင်ဒါ relationship တစ်မျိုးတည်ထောင်တာပဲကလေးနဲ့သူတို့ကိုယုံကြည်တယ်မိဘကသူတို့ကိုယုံကြည်တယ်သူတို့ကိုယူဆိုတော့သူတို့ကအဲ့ဒီ concept ရထားတယ်အဲ့လိုများပြောရင်သူ subconscious mind နဲ့ဝင်သွားတာအဲ့လိုဝင်သွားတဲ့အခါမှာစူးစရာရှိလို့စူးရတော့မှကလေးကခံတယ်လက်ခံဘာလို့မိဘကသူတို့ကိုဂုဏ်ယူတယ်ဆိုတော့သူတို့ကသိစိတ်ထဲမှာပဲဂုဏ်ယူပဲစိတ်ထဲမှာပဲချစ်ပြီးတော့မပြောဘူးဆိုတာလေကလေးတွေကန်းတက်မှာဆိုလို့မပြောဘူးဆိုတာရှိတယ်မလားမပြောဆိုရှင်ဒါပေမဲ့ဒီတစ်ခုကstrategy တစ်ခုအနေနဲ့မိဘနဲ့သားသမီး relationship တည်ထောင်တာပေါ့သားကဘယ်နေရာမှာဘယ်တော့ကဘယ်ဟာလုပ်နိုင်တယ်အဲ့ဒါမေအများကြီးကုန်ယူတယ်ဖြစ်အများကြီးကုန်ရင်ပြန်တွေးတိုင်းလည်းပဲပီတိဖြစ်တဲ့ကျင့်တတ်တယ်ဒီလိုပြောရင်သူက family ထဲမှာသူ role ရှိတယ်ဆိုတော့သူနာသူ responsible ဖြစ်တယ်ပေါ့ဒီနေရာမှာတော့ positive responsibility သူပေးနိုင်တယ်ဒါကို negative နဲ့ကြည့်မယ်ဆိုရင်တစ်ခုလောက်တိုင်းငါလုပ်မဲ့ဟာအမေဂုဏ်ယူစရာဖြစ်ပါမလားအဖေဂုဏ်ယူစရာဖြစ်မလားသူတွေးနေတယ်ဒါကို positive reinforcement လို့ခေါ်တယ် positive reinforcement မိဘတွေဆုံးမတဲ့နေရာမှာ negative reinforcement ပဲသွားလုံးပြီးမှာဆိုလို့ဘယ်တော့သာဘာလေးလုပ်တာအဆင်မပြေဘူးဒါပေမဲ့ကြိုးစားတာကိုမမြတ်ဂုဏ်ယူတယ်ဥပမာဒါက positive thinking ဖြစ်အောင်လုပ်ပေးတာလေဘယ်နေရာလေးမှာဘာသွားလုပ်တာအဲ့ဒါလုပ်ချင်တဲ့ဟာမရခဲ့ဘူးမဖြစ်ခဲ့ဘူးဒါပေမဲ့စူးစမ်းပြီးတော့ပြင်ဆင်ပြီးတော့သွားလုပ်တဲ့ဟာအဲ့ဒါတော့ဂုဏ်ယူတယ်ဆိုပြီးတော့ပြောရင်
positive thinking ဝင်သွားတယ်ဒီ emotion training တွေကမိသားစုထဲမှာဖြစ်တာမိသားစုထဲမှာအဓိကလိုရတာကဲမူတည်တာ6မိနစ်လောက်ထားလို့ပထမဆုံးအမေအနေနဲ့တခါတည်းတနေ့ပြီးတနေ့ကိုယ့်ရဲ့အခန်းကဏ္ဍနော်ကလေးကိုအိမ်မှာစောင့်ရှောက်တဲ့ဟာတွေရောကြောင်းပို့တဲ့ဟာတွေရောတခါတည်းကိုအတိဆုံးပဲတခါတလောက်များတယ်လို့ဒီနှစ်ခုထဲတော့မဟုတ်ဘူးဒီဒါ Harvard Business Review ပြည်သူရင်ဖြစ်တော့ပြည်သူရင်တရားပွဲတော့ဘုံထောင်ပြတယ် issue နှစ်ခုအဲ့ဒီမှာအုံနောက်ရဲ့ဘယ်အပိုင်းကို press လုပ်ရမလဲဘယ်အပိုင်းကိုကွာသူတို့ပြောရဲဆို cultivate လုပ်ရမှာပေါ့ cultivate လုပ်အခုသူအင်ဂျီမလဲတဲ့ချိန်မှာသူအင်ဂျီတော့ကိုအင်ဂျီတော့ပြီးတော့လဲခိုင်းရင်ဒါ conflict ဖြစ်နေတဲ့အချိန်ပေါ့ conflict ဖြစ်နေတဲ့အချိန်တကယ်လို့အဲ့ဒီချိန်မဟုတ်ပဲနဲ့ပုံမှန်အနေထားမျိုးမှာတခုလား positive ဖြစ်တဲ့ဟာပြောကြည့်ပါလားဟိုဒီ heated moment မဟုတ်ဘူး calm moment ကိုရှာပြီးတော့ positive ဖြစ်တဲ့ဒါဟိုလည်းလှုပ်ပြီးပြီမလားသူလှုပ်ပြီးတယ်အဲ့ဒါလေးကောင်းတယ်တလားဝေပြောအများကြီးပြောအဲ့ဒါလေးကောင်းတယ်သူကလည်းပဲဒါသတိထားချင်းမိချင်မှသတိထားမယ်ဒါပေမဲ့ဒီဟာပြောမှများရင်သူရဲ့ white wolf ကိုအစကျွေးနေသူရဲ့oxytocin ဆိုတဲ့ hormone ကို cultivate လုပ်နေအဲ့ဒီဟာရှိရင် trusting ရှိအမေနဲ့ဒီမိဘနဲ့သားသမီးရဲ့မှာ trust ရှိ trust ကို build လုပ်ရတယ်ကိုယ့်ရဲ့သားသမီးမို့လို့ကိုယ့်ကိုလုံးဝယုံကြည်ရမယ်ဆိုပြီးတော့ we don't have that right ကိုယ့်ရဲ့မိဘမို့လို့ကိုယ့်ကိုအကုန်လုံးယုံကြည်ရမယ်ဆိုပြီးတော့ we don't have that right either something that we need to cultivate ဟိုပေါ်တန်ထားလို့မရဘူးလို့ပြောတယ်ပေါ်တန်ထားမဲ့စားမေတ္တာတရားကိုမိဘမေတ္တာတရားကိုပြန်ရအောင်ကိုကြိုးစားယူရတယ်ကိုသားသမီးရဲ့မေတ္တာတရားကိုသားသမီးယုံကြည်မှုကိုရကို cultivate လုပ်ရတယ် cultivate လုပ်တဲ့နေရာမှာအဲ့ဒီ cortisol hormone တွေခဏနာသွားပြီးတော့ press မလုပ်ဘူးအားမပေးဘူးသူမလုပ်တဲ့အချိန်မှာအဲ့ဒီဟာကိုပြောရင်ပထမဆုံး we need to watch our emotion လေအဲ့ဒါဒီအချိန်မှာဟိုစိတ်တူနေပြီဆိုရင်စိတ်တူပြီးတော့သွားပြောရင်ပြောတဲ့ဟာကသူကတခါ appropriate ဖြစ်ချင်မှဖြစ်တာပေါ့ကလေးကလည်းပဲမိဘကသူတို့ကို pressurize လုပ်တယ်လို့သူတို့ထင်မှာအမှန်ကမိဘကတလောက်လုပ်ပေးတဲ့ဟာကိုသူတို့က positive မမြင်ဘူးဆိုရင် we need to think of the way we do things အချိန်ကိုပြောင်းမှာလား contact ကိုပြောင်းမှာလားတချို့ကထမင်းစားတဲ့အချိန်မှာပြောတာအဲ့ဒါလည်းဆိုးတာပဲထမင်းစားတဲ့အချိန်မှာ तू ကအာဟာရပြောင်းစားမှာပေါ့အဲ့ဒီအချိန်မှာထမင်းစားတဲ့အချိန်မှာတခါတည်းနားပူအောင်ပြောရဲဆိုတော့ကလေးကမိပိုင်နဲ့ထမင်းမစားချင်တော့relax လုပ်တဲ့အချိန်မှာပေါ့နော်ဒီ television ကြည့်တဲ့ YouTube ကြည့်ချိန်မှာအဲ့လိုပြောတယ်ဆိုတဲ့ခါတည်းသူကမိဘတွေနဲ့မကြည့်ချင်တော့ဒါကြောင့်ပြောမယ်ဆိုရင်တီးတန့်သူတို့ mood ကြည့်ပြီးတော့ဒီလို mood ကောင်းနေတဲ့အချိန်မှာဆိုရင်ဆွေးနွေးချင်တယ်ဒါလေးမိမိနဲ့ပြောချင်တယ်ပြောပြီးလို့ကိုယ်အောင်နားထောင်နေဆိုရင်သူတို့အမှတ်ပေးပါ positive thinking positive reinforcement များလုပ်ဖို့လိုအပ်တဲ့ပုံမှန်ဟိုအောက်တိုဘာလတော့က New York headquarter မှာဟ
ဟိုကလည်း diplomat နဲ့တရားသွားထိုင်တယ်သူတို့ကအရင် stress များနေချင်းရှင်ပြရတယ်ဒီလိုမြစ်တာပို့တာပဲမရဘူးသူကဒေါသဖြစ်နေတဲ့အချိန်မှာဘယ်လိုသွားပြီးတော့မြစ်တာပို့မှာမြစ်တာပို့တာက recite လုပ်တာပဲရှိတယ်လေရွတ်ဆိုတာပဲရှိတယ်အဲ့ဒီအချိန်မှာမြစ်တာပို့မယ်ဆိုတာဒေါသပဲပို့ရမြစ်တာမှမရှိတာပို့စရာဆိုတော့ဒေါသပဲရှိတာဒေါသပဲပို့ရမှာမရှိတဲ့ဟာကပို့စရာမရှိဘူးလေဟုတ်တယ်ကဲဘုန်းတို့6မိနစ်လောက်မုဒိတာထိုင်မုဒိတာထိုင်နေကြတော့ကိုယ့်ရဲ့ role နော်ကိုစူးစမ်းခဲ့တဲ့ကိုမိဘမဖြစ်ခင်တော့ကိုစူးစမ်းခဲ့တဲ့စာစူးစမ်းခဲ့တဲ့အလုပ်စူးစမ်းခဲ့တာတွေနောက်မိဘဖြစ်ပြီးတော့ဒီသားသမီးတွေကိုကိုစောင့်ရှောက်တဲ့နေရာမှာလိမ္မာရေးချရှိအောင်မျက်နှာမငယ်ရအောင်သူတို့အနာဂတ်တောက်ပအောင်ဆိုပြီးတော့ကိုစူးစမ်းအဲ့ဒါပြန်တွေးပြီးတော့ကုန်ယူပါမုဒိတာဖြစ်ပါမုဒိတာဖြစ်ရင် white wolf ကိုအစာကျွေးနေတာ oxytocin အဲ့ဒီ hormone ကို cultivate အားပေးနေတာဒီရှေ့က hippocampus area အဲ့ဒီဟာကိုအားပေးနေတာယောနိသောမနတိကာအဲ့ဒီဟာကိုလုပ်ဒီလိုများများလုပ်တဲ့လူက challenging time trying time နဲ့တွေ့တဲ့အခါမှာပို့ပြီးတော့ calm ဖြစ်တယ်နံပါတ်1ကမိမိကိုနံပါတ်2ကကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အိမ်ထောင်ပဲသူတို့လည်းပဲလို့ကြိုးစားဆိုတော့အဲ့ဒါလေးမုဒိတာလုပ်ပါနောက်ပြီးရင်ကိုယ့်ရဲ့ကလေးတွေမူလတန်းအစားပြီးတော့နဲတာမဟုတ်ဘူးသူတို့ကြိုးစားခဲ့တယ်ခဲကြောင်းရောက်သွားတယ်တခြားလူတွေကတခြားကလေးတွေကသူတို့ကိုအဖော်လုပ်ချင်တယ်မလုပ်ချင်ဘူးလားသူတို့ကညာမှာ society မှာ fit in လုပ်ဖို့အတွက်အဲ့ဒီ anxiety တွေ go through လုပ်ခဲ့အတန်းထဲမှာကလေးတွေ15ရောက်20သူတို့เจ้าမှာကလေးတွေ900 800 1000ကျော်အဲ့ဒီမှာရလာတဲ့တငယ်ချင်းကလက်တဆုပ်စားတော့ပဲရှိတယ်လက်တဆုပ်စားနဲ့ဆုပ်စားတော့ပဲရှိတယ်ဘယ်လောက်ထိခက်ခဲတော့ socializing skill အဲ့ဒီ pressure တွေရှိတယ်နောက်เจ้าမှာဘယ်သူကဘယ်လိုလုပ်လဲဟာတို့အဲ့လိုလိုက်ပြီးတော့လုံမှာမဟုတ်ရင်တို့ကဟိုဘယ်သူမှတို့လက်ခံမှာမဟုတ်ဘူး society ကို fit in လုပ်ရမှာမဟုတ်အဲ့ anxiety တကလေးတွေမှာရှိတယ်ဒါကြောင့်နေစဉ်ကလေးចောင်းသွားပြီးတော့ပြန်လာចောင်းသွားပြီးတော့ပြန်လာတာသူတို့စားလေးတွေလုံးအဲ့ဒါလေးတွေကိုလည်းကြည်ပြီးတော့မုဒိတာဖြစ်ပေးပါမုဒိတာဖြစ်ပေးပါနော်ဒါကမိမိကိုနဲ့ကိုမိသားစုပဲရှိတယ်ပြီးရင်ခဏတော့လို့ပဲကိုမိတ်ဆွေမိသားစုတခုသူတို့ကြိုးစားတာစီးပွားရေးရရောအိမ်တော်ရေးရရောသူတို့ကလေးတွေတွေ့ရောအဲ့ဒါမုဒိတာဖြစ်ပေးပါပြီးရင်သူတို့ကလေးတွေကြိုးစားတာမုဒိတာဖြစ်ပါ6မိနစ်တရားတယ်တို့လေးပဲတရားထိုင်တာတော့ဘုမောကဒါလေးတွေကိုတို့လေးပဲထိုင်ပဲအလုပ်ဖြစ်တယ်လို့ပြောချင်တယ်ကလေးကိုချောင်းကျိုးနေရတဲ့အမေကလေးကိုချောင်းသားကျိုးတဲ့ခါမှာဒီမုဒိတာလေးလုပ်နေ6နှစ်တော့မကောင်းဘူးnegative emotion တွေရှိပြီဆိုရင်အဲ negative emotion တွေကိုကောင်းဖို့မတည်တိုင်းကရုဏာနဲ့တွေးပြီးတော့ကရုဏာနဲ့လက်ခံကရုဏာလို့ဆိုတာလက်ခံတာမုဒိတာလို့တာလက်ခံတာ acceptance လို့certain eye ထိုးတော့မယ်ဗာမေကုနေရှိသေးတယ်ဒါရရတော့သူ့အချိန်တိုင်းတော့သူစိတ်ဝင်စားတယ်ပေါ့သူ့အချိန်တိုင်းပေါ့အချိန်တိုင်းဆိုတော့သူ stress တွေများလာရင်သူကသူထွက်လန်းရှာတဲ့အခါမှာဒါလေးသူတွေ့မှာပေါ့အနောက်နိုင်ငံမှာဆိုရင်တော့ဒါတွေက top university မှာသူတို့ကဒီ mindfulness class တွေရှိတယ်အဲ့ဒီ yoga လည်းရှိတယ် mindfulness class တွေလည်းရှိတယ် YouTube ထဲကိုကြည့် mindfulness နောက်ပြီးတော့ TED Talk လေ TED ကြီးကြည့်အရင်ကြည့်အခုထဲမှာအများကြီးထွက်လာ
ညာထွက်လာမနေ့ကGerman industrial engineer တယောက်သူ mindfulness တင်နေတာပေါ့သူများသူ့လာပြောသူလက်စိတ်ဝင်စားဒါပေမဲ့ဒီချိန်ကျတော့သူအလုပ်အပြောင်းလဲရှိလာတယ်အဲ့လို stress များလာတဲ့ခါကျတော့ way out လိုက်ရှာနေတယ်နည်းနည်းစားလို့ကြည့်တယ်မရသေးဘူးဆိုပြီးတော့ sales ခံတော့ဝင်တယ်အခုသူကိုယ်တိုင်တရားပြတာကindustrial environment တွေမှာကြည့်သူပြထပ်ထုတ်ရှိတယ်သူ first name ကတော့ Peter ပဲ second name နဲ့လည်းရှိတယ်မမီလူတွေကိုသူသွားပြီးတော့ CEO တွေ executive တွေ staff တွေတာပြီးတော့ပြောတယ်သူတို့လည်းပဲစိတ်ဝင်စားတယ်တော့ပြောပြစိတ်ဝင်စားဒါပေမဲ့အချိန်တန်လာတဲ့ခါကျတော့အခုလူတွေအများစိတ်ဝင်စားတာwaiting list ကလူ9000ဆန်းရှိတယ်လူ9000ဆန်းရှိတယ်အနောက်နိုင်ငံမှာလုပ်နေတာကိုပြောပါတယ် UN မှာ meditation society ရှိလူအပ်လို့တို့ကလုပ်တာနိဗ္ဗာန်ရချင်လို့မဟုတ်ဘူးအခုမိဘတွေကိုဒီစာအုပ်တွေကိုကြည့်စေချင်တာတော့သားသမီးတွေကသူတို့ international school ကျောင်းတွေသွားတယ်သူ English medium နဲ့ပဲသူတို့က familiar ဖြစ်တယ်ဆိုတော့သူတို့ရှာဖွေလာတဲ့အခါမှာသူတို့ကဒီစာအုပ်တွေပဲသူတို့ resources အနေနဲ့ available ဖြစ်တယ်ကိုဖတ်ထားတဲ့ဟာကိုမြန်မာလူကနေနားထားတဲ့ဟာမြန်မာလူကနေဖတ်ထားတဲ့သူတို့က accessible မရှိဘူးမြန်မာလူနားလဲရတာဝင်မြန်မာလူသွားပြီးတော့နားရင်သူတို့အနေနဲ့ absorb မလုပ်နိုင် concept ကိုချက်ချင်းမြူနေ presentation လည်းကွာတယ်ဒီစားရကြတော့ concept ကိုပထမဆုံးရှင်းပြရတယ်ဒါကြောင့်ကိုယ့်ရဲ့ကလေးနဲ့ကို communicate လုပ်နိုင်အောင်ဆိုရင်ဒီပုံစံမျိုးလိုအပ်တယ် I'm just giving you some instrument ဒါ instrument ကိုပေးတာပဲကဲတော့ဆိုရင်ရပြီတဲ့နော်